အားလုံးပဲမင်္ဂလာပါဆိုအီဘာမီ vlog ကနေကြိုဆိုပါရစေကျွန်တော်ဒီနေ့ပြောပြပေးမယ်အကြောင်းအရာလေးကစီးရတာတက်တာလည်းဖြစ်ရမယ် speed ချေဝန်းလည်းလိုချင်တယ်နောက်ဆုံးအချက်ဖြစ်တဲ့စီစားလည်းတက်တာရမယ်အဲ့ဒီအချက်တွေနဲ့ကိုက်ညီတဲ့ကားတစ်စီးဖြစ်တဲ့ Honda Fit Shuttle ရဲ့ကျွန်တော်ကြိုက်တဲ့အချက်တွေကျွန်တော်မကြိုက်တဲ့အချက်တွေနောက်ပြီးဒီကားရဲ့ driving experience တွေကိုကျွန်တော်ပြောပြပေးမှာဖြစ်ပါတယ်တစ်ခုပြောပြပေးချင်တာကျွန်တော်ဒီဗီဒီယိုမှာ Fit Shuttle ရဲ့ grade model တွေကိုပြောပြပေးမှာထက် user experience တည်တံ့ကိုပြောပြပေးမှာဖြစ်ပါတယ်အားလုံးလည်းစိတ်ဝင်စားမယ်လို့ညှော်လင့်နေကျွန်တော်တို့အတူတူလိုက်ကြည့်ပေးပါဒီကားကတော့မြန်မာနိုင်ငံမှာအတွေ့များတဲ့ Honda Fit Shuttle 2017 model hybrid အမျိုးအစားဖြစ်ပါတယ်အဲ့ဒါဆိုဒီကားမှာကျွန်တော်သဘောကျတဲ့အချက်တွေကနေစလိုက်ရအောင် Fit Shuttle မှာကျွန်တော်သဘောကျတဲ့ပထမဆုံးအချက်ကဒီကားရဲ့အပြင်ပိုင်းအနောက်ချမ်းနောက်မီအဖြူတွေသုံးမိတာလည်းဒီကားကိုပိုပြီးကြည့်ကောင်းတယ်လို့ခံစားရတယ်ဒီကားမှာကျွန်တော်ကြိုက်တဲ့အချက်နောက်တစ်ချက်ဒီကားရဲ့အတွင်းပိုင်းထိုင်ရတဲ့ပုံစံ driver seat မှာထိုင်ရတဲ့ပုံစံဖြစ်ဖြစ်ဘေးက passenger seat မှာထိုင်ရတဲ့ပုံစံဖြစ်ဖြစ်နောက်ခံမှာထိုင်ရတဲ့ပုံစံဖြစ်ဖြစ်အဖုန်းထဲမှာပစ္စည်းထည့်ဖို့ပဲဖြစ်ဖြစ်ကိုယ်ကျဝန်းရှိတယ်လို့ခံစားရတယ် Fit Shuttle မှာကျွန်တော်ကြိုက်တဲ့အချက်ကနောက်ခန်းကာကူ space အရန်ကိုကျယ်တယ် luggage အကြီးတစ်လုံးအသေးတစ်လုံးထားရတော့မှ space ကအများကြီးကျန်သေးတယ်ထည့်လို့ရသေးတယ်နောက်ပြီးတော့နောက်တစ်ချက်ကဒီကားမှာရင်းလေးပါတယ်ဒီအချက်ကလည်းကျွန်တော်အကြိုက်တဲ့တစ်ချက်တွေမှာပါတယ်နောက်တစ်ချက်ကဒီကားရဲ့ထိုင်ကုန်လေး half leather စီဘေးက leather အလယ်ကရှမ်ဝိုင်းဒီထိုင်ကုန်တွေကထိုင်ရတာတက်တောင့်တက်တာဖြစ်တယ်နောက်တစ်ချက်ဒီကားရဲ့အရှိကန်း space ကတော်တော်ကျယ်တယ်1 liter ရေတံဖို့ဒီဘက်ဘေးချမ်းမှာလည်းထည့်လို့ရတယ်ဒီ dashboard ဒီဘက်တောင်လေးမှာလည်းထည့်လို့ရတယ်ပြီးတော့ဒီမှာလည်း1 liter ကိုကောင်းကောင်းဆန်တယ်ဒါကကျွန်တော်ကြိုက်တဲ့အချက်တစ်ချက်ထဲမှာပါတယ်နောက်တစ်ချက်ဒီကားရဲ့ steering ပုံစံလေသာကြိုးကြိုးဖြစ်မယ်ကာရတာအဆင်ပြေတယ်မိုက်တယ်ပြီးတော့ဒီမှာ volume အတိုးချက်ခလုတ်တွေပါမယ် channel ပြောင်းတာတွေပါမယ်ပြီးတော့ cruise control ပါမယ်ပြီးတော့ဒီမှာ set reset တွေလည်းပါမယ်ဒီခလုတ်ကကျွန်တော်တို့ကိုကားကစီဘလောက်စားတာဒီမှာကြည့်လို့ရမယ်နောက်ပြီးတော့ကိုကားကဘက်ထရီနဲ့သွားနေလားစီနဲ့သွားနေလားနှစ်မျိုးလုံးနဲ့သွားနေလားဒီမှာကြည့်လို့ရတယ်ဒီကားရဲ့ mileage လို့ကိုလည်းကျွန်တော်ကြည့်ရတာသဘောကျတယ် Fit Shuttle မှာကျွန်တော်ကြိုက်တဲ့နောက်တစ်ချက်ဒီကားမှာ1 liter ရေတံမှုဆန်နဲ့ကူပေါစ်ပါတာရေကတက်တာတွေကရေလိုတော့အရင်အေးမှမဟုတ်ပဲကျွန်တော်တို့အများကြီးအဆင်ပြေတယ်ကျွန်တော်သဘောကျတဲ့အချက်တစ်ချက်ဒီကားမှာ cruise control ပါတာကျွန်တော် cruise control အကြောင်းလေးကိုကျွန်တော်ရှင်းပြမယ်ကိုကကားကို40 ကီလိုမီတာပဲသွားကျင်တယ်ဆိုရင် cruise control ခလုတ်ကိုနှိပ်လိုက်40ဝန်းကျင်နာမှာပဲလီဗာကိုထားလိုက်အဲ့လိုအချိန်ကြရင်ကိုက40ထက်လီဗာကိုနင်းလို့ရမှာမဟုတ်ဘူး40ဝန်းကျင်ပဲနင်းလို့ရလိမ့်မယ်ဒီကားမှာကျွန်တော်အကြိုက်ဆုံးနောက်ဆုံးတစ်ချက်ရှိသေးတယ်ဒါကတော့ဒီကားကစီစားအရန်တက်တာတယ်စီစားတော့ကိုတော့ကျွန်တော်ဒီဗီဒီယိုရဲ့နောက်ပိုင်း driving experience မှာကျွန်တော်ပြပြပေးမယ်သဘောကျတဲ့အချက်တွေပြီးသွားပြီဆိုတော့သဘောမကျတဲ့အချက်တွေပြောပြပေးမယ်ကျွန်တော်သဘောမကျတဲ့ပထမဆုံးအချက်ဒီကားရဲ့အရှိချက်မီးလုံးတွေကကျွန်တော်စိတ်ထဲမှာအရန်ကြီးတယ်ပြည့်လို့ခံစားရတယ်Fit Shuttle မှာကျွန်တော်မကြိုက်တဲ့အချက်တစ်ချက်ကနောက်မီးတွေကျင်လာဒီဘက်မှာလည်းကျင်လာတယ်နောက်တစ်ချက်ကဟိုနာကအများစုရဲ့ပြဿနာစပယ်ယာဝီမပါတာမကြိုက်တဲ့အချက်တစ်ချက်ဒီတကားပေးကမန်နေမချာခလုတ်တွေက
စီးဒီကွာနေဒါကျွန်တော်ရှက်တဲ့အများစုမှာတွေ့ရတယ်ဒါကတော့ကျွန်တော်မကြိုက်တဲ့အချက်တစ်ချက်ပဲနောက်တစ်ချက်ကဒီရင်မောင်းပေးကလက်တင်ကတယောက်စာလက်ပဲအဆင်ပြေတယ်လူတင်ရမယ်သဘောမှာရှိတယ်ဘေးကလူနေနောက်တစ်ချက် DTP က Japan Original ပါစာအုပ် TV DTP ကိုတော့ရှက်တဲ့ user အများစုကြိုက်ကြတယ်ကျွန်တော်လည်းကြိုက်ပါတယ်ဒါပေမဲ့အခုလို AIK ကြီးမှာတော့ DTP ကတော့အရင်အသုံးဝင်မယ်လို့တော့ကျွန်တော်မခံစားရဘူး feature တွေကိုစီးနေတဲ့လူတစ်ယောက်ဆိုရင် view ပြရမယ်အချက်တစ်ချက်ဒီမှန်တောက်နားမှာရှိတဲ့ကော်ပြားလေးတွေကိုဆီလီကွန်ထိုးတာပါကျွန်တော်ကိုယ်တိုင်လည်းဆီလီကွန်ထိုးတာပါတယ်ဘာဖြစ်လို့လဲဆိုတော့အခိုးများလို့ပါဒီကားမှာကျွန်တော်မကြိုက်တဲ့နောက်ဆုံးတစ်ချက်အဲ့ဒါတော့ဒီကားက auto stop ကို on off လုပ်မပါဘူးဒီ point မှာ brain နေနော် aircon ကအေးမှာမဟုတ်ဘူးအကယ်၍များတင်က aircon အေးချင်တယ်ဆိုရင်တော့ပြီးပြန်ထိုးရလိုက် feature တွေရဲ့သဘောမကျတဲ့အချက်တွေကိုပြပြပေးဆိုတော့ကျွန်တော် driving experience လေးကိုပြပြပေးမယ်Honda feature တွေကစက်တန်တော်တော်လေးငြိမ်တဲ့ကားထဲမှာပါတယ်။မောင်းရတာကတတောင့်တတာရှိရလို့ခံစားရတယ်။နောက်ပြီးထိုင်ရတဲ့ပုံစံတွေရှေ့မြင်ကွင်းတွေနောက်မြင်ကွင်းတွေစိုက်မိတာတွေကတော့ကြီးကြီးလေးလေးပြပြတာမြင်ရတယ်။ကားကစိုက်အနှဲငယ်ကြီးရဆိုပေမဲ့ပို့ဘာဖြစ်တယ်လို့ခံစားရတယ်။ hybrid မို့လို့လည်းပါလိမ့်မယ်။ eco mode ပိတ်မောင်းရင်တော့မောင်းရတာပိုပြီးတော့မိုက်တယ်။ကားအဆွဲယုံကတော့တော်တော်ကောင်းတယ်။မောင်းရတာအရင်စီးပွားရေးဖြစ်တယ်လို့တော့မခံစားရဘူးဒါပေမဲ့တတောင့်တတာရှိရလို့တော့ခံစားရတယ်ညင်ညောင်းရှိတယ်နောက်ဆုံးကျွန်တော် mention လုပ်ပေးနေတဲ့အချက်တစ်ချက်ကဒီကစီစားအရန်တက်တာတယ်1လီတာကိုတက်တင်းနဲ့14 km ကြာမှမောင်းလို့ရမယ်ဒီချက်ကလုံးဝကျွန်တော်အရန်သဘောကျတဲ့အချက်တစ်ချက်ပဲ daily use သမားများအတွက်အရန်ကိုအဆင်ပြေတယ်ကျွန်တော်ဒီနေ့ပြောပြပေးတော့အကြောင်းအရာလေးက Honda feature တွေကိုအသုံးပြုနေသူတယောက်ရဲ့ဘယ်လိုအပိုင်းတွေမှာ Honda feature တွေကအားသာချက်တွေရှိတယ်ဘယ်လိုအပိုင်းတွေမှာအားနည်းချက်တွေရှိတယ်ဆိုတာကို user တယောက်အနေနဲ့ရှင်းလင်းသဘောမျိုးပြောပြပေးတာဖြစ်ပါတယ်လူကြီးမင်းတို့အနေနဲ့လည်းဒီဗီဒီယိုကနေပြီးတော့အကျိုးတစုံတရာရရှိမယ်လို့လည်းကျွန်တော်မျှော်လင့်နေနောက်ဗီဒီယိုမှာပြန်လဲဆုံတွေ့ကြမယ်အားလုံးကိုကျေးဇူးပါ